ကျောင်းသားဘွားတော့ရမယ်အဲ့တော့အကျွေးသေးချင်းမှဒါ90 100နေအလိမ်မိုးလေးရှိတာပဲတချို့3ညတယ်အဲ့တော့တွေးအောင်တွေးမိသေးတယ်ဒါမျိုးအကျွေးသေးလေးတွေတုံးတော့အော်မစိုးဟာလို့ဒါဆိုရင်ကျွန်တော်တို့မှဘူဂျိုယုံနေမှာဘူဂျိုကြည့်လို့ရှိရင်နိုင်ငံသားကြီးဆိုလို့ရှိရင်ဒါဒေါ်လာတွေနဲ့ဈေးဝယ်လို့ရှိရင်အကျွေးပြန်လို့ရှိရင်အဲ့မှာအကျွေးကိုဟိုကအနှုတ်ကလေးတွေကိုအဲ့လိုအကျွေးသေးလေးနဲ့ပြန်လာတော့အော်ငါတို့လည်းအဲ့ဒီပုံစံမျိုးခါးကြိမ်မိုးလေးကြားရတာဒီအကျွေးလေးမစိုးဆိုပြီးတော့တွေးနေတော့မှပဲဒါတွေကဆက်ပြီးတော့မထုတ်တော့ဘူးပေါ့တုံးလည်းမတုံးတော့ဘူးနည်းနည်းပျောက်ကွယ်သွားတယ်ပေါ့ပျောက်ကွယ်သွားတာဆိုတော့အဓိကအကြောင်းမဲ့ချက်ကတော့တချို့ဆိုလို့ရှိရင်ဒီလိုဗျာအဲ့ဒီအကျွေးလေးလောက်ထားတဲ့အဲ့ဒီကိုတတ်ထုသားကိုတချို့ကထားပါတော့50ကျွေးလေးလို့ရှိရင်အဲ့ဒီကျွေးလေးကိုကျွန်တော်ရှိမှအကျွေးသေးရှိရလို့ရှိရင်အခုနားထောင်နေတဲ့သူကဒါကျွန်တော်ရှိရကျွေးဆိုဟိအောင်မင်းကျွေးလေးငါ့ကိုပေးမင်း50တန်ကျွေးလေးကိုပြီးငါမင်းပတ်ဆက်ပေးမယ်လို့ပြီးတော့အဲ့လိုမျိုးလုပ်ပြီးအဲ့အကျွေးလေးကိုသူတို့ကပတ်ဆက်နဲ့အဲ့လိုမျိုးပြန်လဲပြီးတော့သူတို့ကအရေးပြန်ကြိုပြီးတော့သူတို့လုပ်ငန်းမှာတုံးကြတယ်ပေါ့အဲ့လိုမျိုးတုံးတဲ့အခါကျတော့အဲ့လိုမျိုးလုပ်တော့အကျွေးတွေကပြင်းပြင်းရှားပါးပျောက်ကွယ်ပြီးအဲ့ဒါမျိုးလုပ်တော့ဆက်ပြီးတော့လည်းမထုတ်ဖြစ်တော့ဘူးနဲ့တူပါတယ်သူတို့တွေကလည်းဒါမျိုးနဲ့အရေးပြန်ကြိုတဲ့လုပ်ငန်းတွေမှာတခြားသဘောနဲ့အသုံးပြုပြီးတော့လုပ်နေတော့ဒီပတ်စံငွေကြီးက30ဖို့မဟုတ်ဘဲနဲ့ဒါဒီလိုမျိုးလုပ်ဖို့အတွက်ကြတော့ဒါထုတ်ဖို့အကြောင်းကြောင့်အဆင်မပြေတော့ဘူးပေါ့တချို့ကလည်းလုံးလဲမလုပ်တော့ဒါမျိုးတွေကတော့အကျွေးကြီးကရှိလို့ရှိရင်တော့လဲပို့ပြီးတော့ကောင်းတာပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ပတ်စံအကျွေးကြီးဆိုရှင်အခုခေတ်ကာလလိုမျိုးအချိန်မျိုးမှာဆိုလို့ရှိရင်ဒါဆက်ပြီးတော့မတိတ်ပြီးတော့မထုတ်နိုင်တော့တာလည်းနည်းနည်းကြာပါပြီ50တန်း100တန်း200တန်း500တန်းနောက်ပိုင်း1000တန်းထိပါနားအောင်မှလည်းတူတယ်မထုတ်နိုင်တော့ဘူးဆိုတာကဒီဟိုပါပေါ့ဘယ်လိုပြောမလဲအကျွေးအနှုံငွေဆက်ကိုတည့်ရဖြစ်ဖို့ကအဲ့ဒီထားပါတော့200တန်းငွေဆက်ကိုတည့်ရဖြစ်ဖို့ကကုန်ကျစရိတ်က200ကျော်နေတော့သူတို့ကလည်းထုတ်ဖို့ကလည်းအဆင်မပြေတာမျိုးတွေပါမျိုးလည်းရှိတော့အဲ့တော့တုံတောင်ပျက်စီးမလွယ်တဲ့ပိုးပြီးတော့ဒူပီတာမိခံတဲ့ဒီလိုမျိုးအကျွေးသေးမျိုးတွေရှိရတယ်တမျိုးတော့ကောင်းပါတယ်ဒါပေမဲ့လည်းအကျွေးလေးမျိုးတွေကိုဒီလိုမျိုးတွေလုပ်တဲ့ရှိတဲ့ဘာအားကြတော့လဲဒါကျွန်တော်တို့လိုဖွံ့ဖြိုးတဲ့နိုင်ငံတွေတော့ကတော့ဒါစိန်ခေါ်မှုတစ်ခုပါပဲဒီလိုမျိုးအကျွေးလေးထုတ်ဖို့ကြတော့ဒါမှလည်းပြောတာပေါ့အခုခေတ်လိုမျိုးကာလာပြီးမှဆိုလို့ရှိရင်ဒါမျိုးဆက်ကူတောင်မှပဲဒါ200တန်း500တန်းထုတ်ဖို့ကကုန်ကြစည်အခက်အခဲရှိတာဒီအကျွေးလေးတွေကတော့ပို့ဆိုးတာပေါ့မဖြစ်နိုင်တော့ဒါမှလည်းသဘောတစ်ခုနဲ့ပြောတာဘာထုတ်မှဆိုလို့ရှိရင်လည်းကျွန်တော်အတွေးရတော့900တန်း600တန်းလောက်ပဲထုတ်လိုက်တော့မှပြပါတယ်ဒီဟာမျိုးလေးကဒါကတော့ပြန်မျိုးတတိယစရာတွေပေါ့ကျွန်တော်မှလည်းပထမတိမ့်ထားတဲ့ဟာကခြားစား50တန်းလေးတစ်သေးပဲရှိရတယ်ဖြစ်နိုင်လို့ရှိရင်တော့အဲ့တော့တိမ့်စီထားခြင်းနဲ့မိထားပါ100တန်း100တန်းအဲ့လိုမျိုးလေးတွေပေါ့ဒါရှိလို့ရှိရင်ရှိတော့ကိုအကျွေးလေးတွေကိုဒါမှလည်းမရခဲ့လိုက်ဘူးပေါ့အဲ့တော့ဒီ50တန်းအကျွေးလေးနဲ့ဒါသုံးခဲ့တဲ့ကာလာနဲ့ဒါပြောင်းလဲသွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့တရင်ကတော့အတိအကျထုတ်ပြန်ထားမျိုးတော့မဟုတ်ဘူးဗျာမှတ်တမ်းနေပြီးကျွန်တော်လည်းပြန်ပြီးတော့ရှားပြီးတော့ပြောနေရမှာမဟုတ်ဘူးမှတ်တမ်းနေပြီးရှားပြီးပြောတယ်ဆိုတာကဇိုင်းပေါ်မှာရှားဖတ်လို့ဘယ်လိုကိုရတဲ့ဟာလို့ဆိုလို့ရှိရင်တော့ကျွန်တော်လည်းအချိန်ကိုခိုင်းပြီးပြောနေမှာမဟုတ်ဘူးလေအဲ့လိုမျိုးရှားလို့တုံးတော့မတွေ့နိုင်တဲ့ကိစ္စတွေကျွန်တော်ကဟိုကိုတို့အတိအကျလေးနဲ့ပြန်ပြီးတော့ပြောချင်တာပါဒီ live တွေလွှင့်လာတဲ့ဒီတဘောမျိုးပဲဟိုစကားတကားကြောင်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီစကားကို review တိုင်းနဲ့ဇလန်တမန်ရိုးရတိုင်းနဲ့ပြောပါတယ်ပဲဒါဒီစကားကိုကြည့်လို့ရှိရင်ဒီဇလန်စကားကိုတိမှာပဲလေအဲ့တော့ review ပုံစံပြောတဲ့နေရာမှာဒီစကားနဲ့ပတ်သက်ပြီးကိုယ့်အတွေးမြင်တွေကိုပဲထည့်ပြောတာများတယ်။ဘာလို့ဆိုဇလန်စကားအတိုင်းပြောပြလိုက်ရတော့ကျွန်တော်ပြောတာဘာလို့နားထောင်နေရမလဲဒီစကားကိုကြည့်လိုက်လို့ရှိရင်တစ်ခါလည်းရှင်းသွားတာဒီလိုပဲပေါ့အဲ့ဒီအကျွေးလေးတွေနဲ့ပတ်သက်တဲ့ဒါအမှတ်တရလေးတွေကိုဒါအရင်တော့ကြုံခဲ့ရတာတွေပြောပြတာဖြစ်ပါတယ်ဒါကတော့ဟိုမှတ်မှတ်ရရအဖြစ်အပျက်တွေကတခုပေါ့အဲ့တော့ line အခက်ခဲရအင်တာနက်အခက်ခဲရရှိတော့နောက်ရက်တွေကြမှာပဲခုနကပြောချင်တဲ့စကားကြောင်းကတော့နောက်ရက်တွေကြမှာပြောတော့ရမယ်အဲ့ဒီစကားလည်းဗီဒီယိုခက်တော့တော်တော်လေးကောင်းတဲ့ကားဆိုတော့ဒါအတူတူပြောကြတာပေါ့ဒီနေ့50တန်းအကျွေးသေးနဲ့ပတ်သက်တာလေးကတော့ဒီလောက်ပါပဲအားလုံးပဲကိုယ်တိုင်ပါစိတ်ချမ်းသာရင်ကိုယ်ကြီးကျမှကျနဲ့ပြည့်စုံကြပါစေ